အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အာဟာရထိုးပြဆရာဝန်ဒေါက်တာမေဖူးစုံဖြစ်ပါတယ်ဒီနေ့မှာတော့ကျမနဲ့အတူအနန္တစေတနာဖောင်ဒေးရှင်းရဲ့ပံ့ပိုးကူညီမှုနဲ့အတူပေါ့နော်ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာအာဟာရပိုင်းဆိုင်ရာပညာပေးအစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်နောက်ထပ်ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာအထူးသတိပြုရပြီးအစားအမယ်အစားအသောက်အုပ်စုတစ်ခုရှိပါတယ်အဲ့ဒါတော့ပိုတက်ဆီယမ်ပါအဲ့တော့ပိုတက်ဆီယမ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာကြွက်သားတွေအာယုံကြောတွေပုံမှန်အလုပ်လုပ်နိုင်အောင်နောက်နှလုံးစည်းချက်ပုံမှန်ခုန်နိုင်အောင်စတဲ့အရေးကြီးတဲ့ခန္ဓာတွေမှာပံ့ပိုးကူညီပေးနေပါတယ်အဲ့တော့ပုံမှန်ကြောက်ကတ်သွေးသန့်စင်နေကြောက်ကဝေဒနာတွေမှာဆိုလို့ရှိရင်တော့ကျမတို့ပိုတက်ဆီယမ်တွေခန္ဓာကိုယ်ထဲမှာစုပုံလာပြီဆိုလို့ရှိရင်ကြွက်တက်တာနှလုံးစည်းချက်ခုန်မမှန်တာစတဲ့ကျန်းမာရေးပြဿနာနောက်ဆက်တွဲတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ပိုတက်ဆီယမ်ဟာဆိုလို့ရှိရင်လည်းထိန်းချုပ်ပြီးစားရမယ်အစားအသောက်အုပ်စုတွေမှာပါဝင်နေပါတယ်အဲ့တော့ပုံမှန်အဖြစ်တော့ပိုတက်ဆီယမ်ကျွဲဝါတဲ့အသီးနှံဟင်းသီးဟျက်တွေကဘာတွေလဲဆိုတော့ကျမတို့တစ်ခါစားလို့ရှိရင်ပိုတက်ဆီယမ်ပမာဏ200 mg ပါဝင်တဲ့စားသောက်တွေကိုပိုတက်ဆီယမ်ကျွဲဝါတဲ့အစားအသောက်တွေလို့သတ်မှတ်ထားပါတယ်အဲ့တော့တစ်ခါစားတဲ့ပမာဏမှာပိုတက်ဆီယမ်200 mg အောက်ပါဝင်နေဆိုလို့ရှိရင်တော့ပိုတက်ဆီယမ်အလယ်လက်နေနဲ့ပေါစွာပါဝင်တဲ့အစားအသောက်တွေလို့အုပ်စုနှစ်ခုခွဲထားပါတယ်အဲ့တော့တစ်ခါစားလို့ရှိရင်ကျမတို့ပိုတက်ဆီယမ်200 mg နဲ့အထက်ရရှိမဲ့ပိုတက်ဆီယမ်များပြားတဲ့ကျွဲဝါတဲ့အသီးနှံတွေကတော့ငပြောသည်ပိန်းနေသည်ထောပတ်သည်ဒူးရင်သည်နောက်အုံသည်အုံရည်အဲ့တော့အုံနုနဲ့လှုပ်ထားတဲ့မြန်မာမုတ်တွေနောက်အုံသီး6ပါဝင်တဲ့အစားအသောက်တွေနောက်တစ်ခါကျတော့ဒီအချောက်ခံထားတဲ့တစ်သီးကြောက်တွေနောက်တရုတ်စီသီးတို့ကီဝီသီးတို့စဟာတွေမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်များပြားတဲ့အသီးနှံတွေဖြစ်ပါတယ်။နောက်ထပ်ပိုတက်ဆီယမ်များပြားတဲ့ဟင်းသီးဟင်းရွက်တွေကတော့အာလူးကစုံဥခရမ်းကျင်သီးမကြီးသီးနောက်ပြီးပါလို့ရှိရင်ကျမတို့ကစုံရွက်တို့ဟင်းနုနွယ်တို့ကိုက်လန်တို့စဟာတွေမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်ဓာတ်ဟာများပြားစွာပါဝင်နေပါတယ်။အဲ့တော့တကယ်လို့ကိုကသွေးစစ်လိုက်လို့ပိုတက်ဆီယမ်တွေကပုံမှန်သွေးထဲမှာရှိရမယ့်ပမာဏထက်များတဲ့ပမာဏဘက်ကိုဥတည်နေလို့ကိုယ့်ရဲ့ကြောက်ကဆရာဝန်ကပိုတက်ဆီယမ်ကိုထိန်းချုပ်ပြီးစားဖို့လိုအပ်လာပြီလို့ပြောခဲ့ရင်တော့အခုဆရာမပြောရမယ်ပိုတက်ဆီယမ်200 mg အောက်ပါတဲ့ဟင်းသီးရွက်အသီးနှံတွေကိုရွေးချယ်စားဖို့တော့တိုက်တွန်းလိုပါတယ်အဲ့တော့ပိုတက်ဆီယမ်200 mg အောက်မှာအလယ်လက်နေနဲ့ပေါစွာပါဝင်တဲ့ဟင်းသီးရွက်တွေကတော့ကျမတို့ကြောက်ဖြုံသီးဂေါ်ရခါသီးဘူးသီးနောက်မုံလာဥဖြူခရမ်းသီးပေါ့နော်စတာတွေမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်အလယ်လက်နေနဲ့ပေါစွာပါဝင်တဲ့ဟင်းသီးရွက်တွေဖြစ်ပါတယ်အဲ့တော့ဘလောက်စားတဲ့လဲဆိုတော့ကျမတို့ပိုတက်ဆီယမ်အလယ်လက်နေနဲ့ပေါစွာပါဝင်တဲ့ဟင်းသီးရွက်တွေကိုတရုတ်ဟင်းတောက်ပကံပေါ့နော်ပုံမှန်ထမင်းလုံးပကံအသေးတစ်လုံးရဲ့တဝက်တစ်ခါစားမယ်ဆိုလို့ရှိရင်နေခင်းစာမှာတဝက်ညနေစာမှာတဝက်စတာတွေမှာဆိုလို့ရှိရင်ချက်ပြုတ်ပြီးတော့စားနိုင်ပါတယ်နောက်ထပ်ပိုတက်ဆီယမ်အလယ်လက်နဲ့ပေါစွာပါဝင်တဲ့တစ်သီးဝက်လံတွေကတော့ကျမတို့ပန်းသီးတို့ပန်းသစ်တော်တို့နောက်ပြီးွားလို့ရှိရင်ဖရဲသီးတို့နက်နက်သီးတို့စားရရဆိုလို့ရှိရင်လည်းပိုတက်ဆီယမ်အလယ်လက်နေပါစွာပါဝင်တဲ့အသီးနှံဖြစ်ပါတယ်အဲ့တော့ပန်းသီးဆိုလို့ရှိရင်အရွယ်လက်တစ်ချမ်းနောက်နက်နက်သီးတို့ဖရဲသီးတို့ဆိုလို့ရှိရင်တလမအရွယ်9စိတ်ကနေ6စိတ်စသဖြင့်နေခင်းတရေစာအချိန်ညနေစာစားပြီးရဲ့အချိန်မှာတစ်နေ့မှာ2ကြိမ်လောက်စားမယ်ဆိုလို့ရှိရင်လည်းဒါပိုတက်ဆီယမ်အလယ်လက်နေပါစွာရရှိနိုင်မယ်အသီးနှံတွေဖြစ်ပါတယ်အဲ့မှာနောက်ထပ်ပိုတက်ဆီယမ်ရော့နေအောင်လို့ဘယ်လိုစားရမလဲဆိုတော့ဟင်းချက်ပြုတ်နည်းတစ်ခုကိုလည်းဆရာမပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့အခုပြောသွားတဲ့ဟင်းသီးဟင်းရွက်ထဲမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်နေနေပါအောင်လို့ဘယ်လိုချက်လို့ရလဲဆိုတော့ကျမတို့အသီးနှံတွေကိုချက်မဲ့အချိန်မှာဓာတ်ရိုက်မချက်ပြုတ်ပဲနဲ့ရေအေးနဲ့တနင်္လာလောက်စိန်ထားပါပြီးွားလို့ရှိရင်ကျမတို့ရေနွေးပုတ်ပွက်ဆိုတဲ့ရေနွေးထဲမှာဖြောလိုက်မယ်ဆိုလို့ရှိရင်ပိုတက်ဆီယမ်တွေရဆိုလို့ရှိရင်ဒီဟင်းသီးရွက်ထဲမှာပါတဲ့ပိုတက်ဆီယမ်တွေရေနဲ့အတူပါသွားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာစားလိုက်လို့ရှိရင်ပိုတက်ဆီယမ်ဓာတ်နေပါစွာရရှိနိုင်မယ်နည်းလမ်းဖြစ်ပါတယ်အဲ့တော့ပဲဆန်ချောက်တွေကလည်းကျမတို့ပြောရလို့ရှိရင်ပိုတက်ဆီယမ်ကျွဲသွားတဲ့အစားအသောက်ထဲမှာပါပါတယ်အဲ့တော့ပဲနီလေးတို့ပဲဝါလေးတို့ကလဘဲတို့ပဲစိမ့်ငုံတို့စားမယ်ဆိုလို့ရှိရင်လည်း overnight ဆိုတာညမိတ်ခင်တည်းကတညရေစိမ်ထားပြီးွားလို့ရှိရင်တက်နိုင်ရင်လည်းဒီရေတွေကိုဂျားမှာတရေသွန်ပြစ်နောက်တရေနဲ့ပြန်စိမ့်ဟင်းမချက်ခင်မှာဆိုလို့ရှိရင်လည်းကျမတို့ဒီရေစိမ်ထားတဲ့ပဲတွေကိုဓာတ်ရိုက်ချက်တာထက်အစားရေနွေးပုတ်ပွက်ဆိုတဲ့ရေထဲမှာအရင်ပြုတ်ပြီးမှကိုကြိုက်နှစ်သက်တဲ့ဟင်းပုံစံမျိုးချက်စားမယ်ဆိုလို့ရှိရင်ပဲတွေနဲ့ဒီဟင်းသီးရွက်တွေမှာပါဝင်တဲ့ပိုတက်ဆီယမ်တွေရေနဲ့အတူစွန့်ပစ်ခြင်းကြောင့်ပေါ့နော်ပိုတက်ဆီယမ်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုနေပါစွာရရှိမယ်နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့အသီးနဲ့ဟင်းသီးရွက်တွေပဲတွေကိုအဟားလည်းမျှတအောင်စားရင်တစ်ဖက်မှာလည်းပိုတက်ဆီယမ်ဓာတ်နည်းအောင်လို့ရှော့စားနိုင်မယ်နည်းလမ်းကောင်းတွေဖြစ်ပါတယ်